မင်္ဂလာပါဒီနေ့ကတော့ road to rapid app top ကိုတည်ထားရုံနဲ့လုပ်ငန်းခွင်မှာဘယ်လောက်ထိမြန်ဆန်သွားမလဲဆိုတာကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်အဲ့တော့တကယ်လို့ဒီနေ့road to rapid app top ကိုဘယ်လိုနေရာမှာသုံးမလဲဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်မနေ့ကကျတော့ data တွေကိုမနေ့ကဗာပြောသွားလဲဆို scale to fit ပြောသွားတယ်เนาะအဲ့တော့ဒီနေ့ကတော့ကျတော့ကဒီစာရွက်ကို print ထုတ်မယ်ဒါဆိုလို့ရှိရင်ကျတော့ file ထဲကနေပြီးတော့ print ထုတ်ကြည့်ရအောင် print ထုတ်တဲ့အခါမှာကျတော့ဒီမှာစာရွက်ဘယ်နှရွက်ရှိလဲဆိုလို့ရှိရင်9ရွက်ရှိပါတယ်အဲ့ဒီ9ရွက်မှာနံပါတ်1မှာတော့ကျတော့က title အပေါ်ဆုံးက free name လေးပါတယ်ပေါ့နော်ဒီနောက်တစ်ရွက်ကိုသွားလိုက်တဲ့အခါမှာကျတော့က free name ကပျောက်သွားတယ်နောက်ကစာရွက်တွေမှာကျတော့က free name ကမပါတော့ဘူးဒါလေးကို click တစ်ချက်နဲ့ရုံနဲ့ကျတော့က free name တွေပါအောင်လုပ်လို့ရတဲ့နည်းလမ်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်အဲ့တော့ဆက်ပြီးကြည့်လိုက်ကြရအောင်ပုံမှန်အားဖြင့်ဆိုရင်ကျတော့ကစာရွက်ကိုဒီမှာနောက်တစ်ရွက်ကိုသွားကြည့်တဲ့အခါမှာကျတော့မပါဘူးလေနော်အဲ့တော့အဲ့ဒီလိုမျိုးကျတော့မပါတဲ့ဒီ header ဒီ row လေးကိုအောက်ကစာရွက်တွေမှာအမြဲတမ်းပါစေခြင်းနဲ့ဆိုလို့ရှိရင်တော့เนาะ next paper မှာပါစေခြင်းနဲ့ဆိုလို့ရှိရင်เนาะကျတော့ page set တဲ့ group လေးကိုသွားပေးပါပြီးရင်เนาะဒီမြားကောင်းလေးကိုဝင်ပေးပါဝင်ပြီးသွားပြီဆိုရင်တော့ကျတော့ဒီ sheet tab လေးကိုရွေးပေးပါအဲ့ဒီမှာကျတော့ဒီမှာ row to rapid at top ဆိုတဲ့နေရာလေးမှာကာစာလေးကိုချပြီးသွားရင်เนาะကျတော့ပါစေခြင်းနဲ့ခေါင်းစဉ်လေးကို select ကလေးပေးလိုက်ပါဒါဆိုရင်เนาะ select ဒီ row လုံးသွားမယ်เนาะ row 1တစ်ခုလုံးကိုကျတော့ပါသွားမှာဖြစ်ပါတယ်ပြီးသွားရင်တော့ကျွန်တော်ဒီမှာ okay လေးကိုပေးလိုက်ပါဒါဆိုရင်နောက်တစ်ရွက်ကိုသွားကြည့်အောင်ဒီမှာဒုတိယစာရွက်မှာလည်းခေါင်းစဉ်လေးပါလာတာကိုတွေ့ရပါလိမ့်မယ်နော်အဲ့တော့ print ထုတ်ကြည့်တဲ့အခါမှာလည်း file ထဲကနေပြီးတော့ print ကိုသွားကြည့်တဲ့အခါမှာလည်းဒါက subject number 1ပါ subject number 1မှာကျွန်တော်ဒီမှာ free name လေးပါပါတယ်နံပါတ်2မှာပါရလားသွားကြည့်ပါမယ်နံပါတ်2မှာလည်းကျွန်တော်ကဒီမှာ number 2เนาะ page number 2မှာလည်းကျွန်တော် free name လေးပါနေတာကိုတွေ့ရပါလိမ့်မယ်နောက်ကစာရွက်တွေမှာ header row တက်ပြီးသားဖြစ်သွားတာကိုတွေ့ရပါလိမ့်မယ်เนาะအဲ့တော့ဒီနေ့သင်ခန်းစာလေးကတကယ်တော့ကဘာမျှဝေပေးသွားလဲဆိုလို့ရှိရင် sheet တဲက row to rapid app top ဆိုတဲ့သင်ခန်းစာလေးကိုမျှဝေပေးသွားရဖြစ်ပါရဲ့ရှင် Excel လုပ်ငန်းတွေမှာလွယ်ကူမြန်ဆန်စေဖို့ Excel တွေကိုဒီချက်မှတ်ကကျွန်တော်ထပ်ပြီးတော့မျှဝေပေးသွားပါအောင်မယ်နော်အားလုံးကျေးဇူးတင်ပါတယ်ဒီချိန်ကတော့ကွန်ပျူတာကွင်းရဲ့ Founder and Trainer ဒေါ်နတ်ကျော်ကံဖြစ်ပါရဲ့ရှင်နောက်ရက်သင်ခန်းစာမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်